မင်္ဂလာပါဒီခါတော့လေ့ကျင့်ခန်းလေးတွေပါဒီခါမှာဆိုလို့ရှိရင်ကျမတို့က native speaker ပြောတဲ့အတန်ကိုနားထောင်ပြီးတော့ဒီစာကြောင်းလေးတွေကိုလိုအပ်တဲ့စကားလုံးဖြည့်ရမှာပါနားထောင်ကြည့်ရအောင် 77 Example What shall we do next week? 1 2001 was the first time I went to Britain. 2 I found some money in the street. 3 I worked hard last week. 4 Do you know a good place to eat near here? 5 I live in West Road. 6 Is this the right house? 7 Do you want some bread? 8 Do you like ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျမတို့ကကြတော့သူပေးထားတဲ့ဒီမှာပေါ့နော် native speaker အတန်တစ်ချက်နားထောင်ပြီးတော့ကိုယ့်ဘာကိုဖြည့်ရမှာအဲ့လေးကျမkey ထည့်ပေးထားပါတယ်မင်္ဂလာပါအခုလေ့ကျင့်ခန်းကဆိုလို့ရှိရင်တော့သူကဒီမှာပေးထားတဲ့စာလုံး၈လုံးအဲ့စာလုံး၈လုံးမှာဒီ native speaker ဘယ်စာလုံးအရင်ပြောသွားလဲဘယ်စာလုံးပြီးဘယ်စာလုံးပြောသွားလဲဆိုတော့ကျမတို့က1 2 3 4 5 6 7 8အဲ့ဒါနံပါတ်စဉ်လိုက်တက်ပေးရမယ့်သဘောပေါ့နော်ကဲ hopefully native speaker ပြောတဲ့အတန်လေးနားထောင်ကြည့်ရအောင်ဘယ်စာလုံးအရင်ပြောသွားလဲဥပမာအနေနဲ့ဆိုရင်တော့သူက number 1အနေနဲ့ white ကိုအရင်ပြောသွားတာနော် 1 wide? 2 Wrote? 3 Set? 4 Said? 5 White? 6 Send? 7 Road? 8 Sent? ကျွန်တော်တို့နောက်ပိတ်တန်လေးတွေကိုသိချာဖတ်မိရမယ်နောက်ပြီးတော့လို့ရှိလို့ရှိရင်ဒီကလို့နောက်ပိတ်တန်မပါရင်တော့မှပဲ तू ကအတန်လေးကနည်းနည်းလေးရှည်တယ်ဆိုလို့ရှိရင် d ဆိုရက်စုံတဲ့စာလုံးဖြစ်ပြီးတော့အတန်ခက်ပြက်ပဲဆိုရင်တော့ t ဆိုရက်အတန်နဲ့စုံတဲ့စာလုံးပဲဖြစ်တယ်ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်လေ့ကျင့်ခန်းတစ်ခုကိုသွားအောင်ရှင်မင်္ဂလာပါအခုလေ့ကျင့်ခန်းကဒီ native speaker ရဲ့အတန်ကိုနားထောင်ပြီးတော့ကျမတို့ကဒီမှာလူနေတဲ့စာလုံးကိုဖြည့်ရမှာဖြစ်ပါတယ်နားထောင်ကြည့်ရအောင် They send us emails every day. 2 I spent all my money on CDs. 3 When it stopped snowing, we went for a walk across the wide fields. 4 People build houses next to the beach. ဒါလေးကလွယ်မလို့နဲ့ပါလေတိလားကျမတို့က buff 1စာလုံးကိုပြောတာလား buff 2စာလုံးကိုပြောတာလားဆိုတာရှိသေးတယ်เนาะ the t ဆိုတဲ့အတန်ကိုမိလားမမိလားသူကလေ့ကျင့်ခန်းလုပ်ခိုင်းတာဖြစ်ပါတယ်မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ကျမတို့ကဒီ t d ဆိုတဲ့အတန်လေးတွေရဲ့ဟိုပေါ့ကြပြလေးတွေเนาะကြပြလေးတွေကိုကျွန်တော်နားထောင်ကြည့်ရအောင်ကိုယ်တိုင်လေးလိုက်ဆိုကြည့်ပါကြပြလေးရရည်ရတယ်ပေါ့เนาะဟောပေါ့ that d ဆိုတဲ့အတန်လေးပါအောင်လေဆက်ဆိုထားတာဖြစ်ပါတယ်ကဲနားထောင်ကြည့်ရအောင်ရှင် 80 A Too many twos. Tom and Tim were twins. Tom said to Tim, "Can I talk to you?" Tim said to Tom, "Shh, wait a minute. 1 2 is 2, 2 2s are 4, 3 2s are 6, 4 2s are 8, 5 2s are 10. Tom said to Tim, "And what are 2 5s?" Tim said to Tom, 2 5s? Don't ask me." A 80 B A difficult daughter. Dr. Dixon said to his daughter Daria, "Don't go downtown after dark, it's dangerous." Daria said, "Don't worry, Dad, I won't. You know I never do." Next day, when he came home for dinner, he said, "Daria, dear, you didn't go downtown after dark, did you?" And she said, "No, Dad, I didn't." But she did. I don't know the details, but she definitely did.
င်္ဂလာပါဒီခါမှာဆိုလို့ရှိရင်တော့ကျမတို့ကဒီ native speaker ကဘယ်စာလုံးကိုပြောသွားလဲဆိုတော့ကိုကမှတ်ထားရမှာပေါ့နော်ကိုရွေးရမှာပေါ့ဝိုင်းပြရမှာအရင်ဆုံးအနေနဲ့ဘယ်စာလုံးကိုဘာတန်ထွက်မလဲဆိုတော့ကျမတို့အရင်ဆုံးလေ့ကျင့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင် what နော် WHAT what နောက်တစ်ခုကကြတော့ CH နဲ့စုံတဲ့ဟာဆိုရင် watch နော် watch အစဉ်ကွဲမယ်နော်နောက်တစ်ခုကကြတော့wide ဆိုရဲအတန်နဲ့နောက်တစ်ခုက white ဆိုရဲအတန်နဲ့ number 3 dry ဒါတော့ကွဲပြပါတယ်number 4အနေနဲ့ riding နောက်တစ်ခုက writing နော် ဆိုရဲအတန်လေးကိုမိအောင်ဖမ်းမှာနောက်တစ်ခုအနေနဲ့ဆိုရင် thought ဆိုရဲအတန်လေးကိုမိအောင်ဖမ်းရပါတယ်ခဲ native speaker ရဲ့အတန်ကိုနားထောင်ကြည့်မယ် 1. Watch. 2. Wide. 3. Dry. 4. Writing. 5. Taught. နောက် video တွေမှာပြန်ဆုံပါမယ်ရှင်